မင်္ဂလာပါကျွန်တော် DMO ပါခင်ဗျာ Theoline နဲ့ပတ်သက်ပြီးတော့ knowledge sharing လေးတစ်ခုလောက်လုပ်ပေးခြင်းလို့ပါခင်ဗျာကျွန်တော်တို့ Theoline နဲ့ပတ်သက်ရင်ဘယ်လိုနေရာတွေမှာအသုံးပိုများလဲဘယ်လိုနေရာတွေမှာအသုံးတဲ့လဲဘယ်လိုပုံစံမျိုးတွေအသုံးပြုလို့ရလဲဆိုတာကိုကျွန်တော်က sharing လေးနည်းနည်းလေးလုပ်ပေးမှာဖြစ်ပါတယ်ပထမဦးစွာ Theoline ကဘယ်လိုနေရာတွေမှာအသုံးပြုလဲဆိုတော့ကျွန်တော်တို့ construction တွေမှာလည်းသုံးလို့ရတယ်လို့land တွေ road တွေပြီးတော့ရေမြောင်းတွေနဲ့ပတ်သက်တဲ့နေရာတွေမှာလည်းကျွန်တော်တို့ Theoline အသုံးပြုလို့ရပါတယ်ဘယ်လိုမျိုးတွေအသုံးပြုလို့ရလဲဆိုအဓိကတော့ Theoline ကကျွန်တော်တို့ alignment တွေအသုံးပြုမယ် vertical alignment တွေအသုံးပြုလို့ရမယ်ပြီးတော့ရေမြောင်းမှာဆိုကျွန်တော်တို့ slope တွေနော် slope ဘယ်လောက် slope နှိပ်သွားတယ်မြင့်သွားတယ်ဆိုတဲ့ slope တွေကိုတွက်လို့ရမှာဖြစ်ပါတယ်Theoline ကအများကြီးတော့သုံးလို့ရတယ်ကျွန်တော်တို့အသုံးပြုတက်မယ်ဆိုရင်တော်တော်သုံးဝင်တဲ့ကျွန်တော်တို့ engineering ပစ္စည်းလေးပဲဖြစ်ပါတယ်ခင်ဗျာ